လင်ကြောင့်ကြောက်စင်မှာကိုပိုင်မူဂျိုကြောင်းတစ်ကြောင်းပြိုကျပြီးတော့ဆီယမတူဝန်ထမ်းတူနဲ့ကလေးငယ်10ဦးထက်မနည်းသေဆုံးမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်ကြောက်စင်မြို့ကကိုပိုင်မူဂျိုကြောင်းတစ်ကြောင်းဟာပြိုကျသွားခဲ့ပြီးတော့ဆီယမတူအကူအမျိုးသမီးဝန်ထမ်းတူနဲ့ကလေးငယ်10ဦးထက်မနည်းသေဆုံးခဲ့ရလို့ကြောက်စင်ဒေသခံတွေထံကသိရပါတယ်ကျောက်စင်မျိုးအနောက်အေးမြကြည်လင်ရက်ကွက်မှာရှိတဲ့ဘူဂျိုကျောင်းတစ်ကျောင်းမှာပြိုကျခဲ့ခြင်းဖြစ်ပြီးတော့ဘူဂျိုတက်နေတဲ့ကလေးငယ်တွေနဲ့ဆီယာမအချို့သေဆုံးခဲ့တာဖြစ်ပါတယ်။ဖြစ်စဉ်ကတော့ဟုတ်ပါတယ်ကလေးငယ်တွေနဲ့ဆီယာမတွေအဆောက်အုံပြိုကျပြီးတော့သေဆုံးသွားတာပါ။ကလေးကအနည်းဆုံး10ယောက်ထက်မနည်းသေသွားပါတယ်။နောက်ပြီးတော့လည်းဆီယာမတစ်ယောက်လည်းသေဆုံးပါတယ်။အကူဝန်ထမ်းအမျိုးသမီးတူလည်းသေဆုံးသွားပါတယ်။သူတို့ကိုသွားခဲ့တော့နှစ်ထပ်မူဂျိုအဆောက်အုံရဲ့ကျမ်းမြင့်ကြီးကပြိုကျတာကိုတွေ့ခဲ့ရပါတယ်လို့ကျောက်စမျိုးမှာရှိတဲ့လူမှုကွန်ရက်လှုပ်ဆောင်နေသူတူကပြောပါတယ်။အဆိုပါမူဂျိုကြောင့်ပြိုကျမှုဖြစ်စဉ်မှာကလေးငယ်အချို့လည်းထိခိုက်ဒဏ်ရာရရှိမှုပြင်းထန်ခဲ့ရလို့ကျောက်ဆယ်ဒေသခံတို့ကလည်းပြောထားပါတယ်။မနေ့ကဖြစ်သွားတဲ့နှစ်ထပ်ခွဲတိုက်မှာဖွင့်ထားတဲ့ကိုပိုင်ကျောင်းကလေးကထိခိုက်မှုအတော်များပါတယ်။ခြေထောက်ပါမလာတော့တဲ့ကလေးတွေလည်းတွေ့ရပါတယ်။ကလေးငယ်တွေအတွက်လည်းရင်ထဲကိုစွန့်လင်းရပါတယ်။ညပိုင်းကယ်ထုတ်ခဲ့တဲ့ကလေးတွေအကုန်လုံးအသက်မရှင်ပါဘူးလို့လည်းကျောက်ဆယ်ဒေသခံတို့ကလူမှုကွန်ရက်မှာရေးသားထားပါတယ်။ကျောက်စမျိုးမှာလည်းငရေနံကိုအပြင်းထန်ခံစားရတဲ့မြို့တစ်ခုထဲမှာအပါဝင်ဖြစ်ပါတယ်လက်မနေတော့တွေ့လားလက်မနေတယ်မောင်တော်ရောတော့ဒီကမနေလို့啊，华语的，你更是，လူကန်စီ你这更是。